နေ့စဉ်နေ့တိုင်းသူမဟာရေချိုးကန်ထဲမှာလဲလျောင်းရင်သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာရေငါးအမြောက်များကိုတွားသွားခိုင်းစေခဲ့ပါတယ်။ဒါဟာထာဝရလူပြိုနေဖို့အတွက်သူမရဲ့ဖောက်ပြန်မှားယွင်းနေတဲ့လှုပ်ဝက်ချက်တစ်ခုပေါ့။ဒါပေမဲ့သူမရဲ့အသက်3နှစ်ပြည့်မွေးနေ့မှာတော့အဲ့ဒီအေးချမ်းမှုဟာပျက်စီးသွားခဲ့ရပါတယ်။မိန်းကလေးဟာထိတ်လန့်တုန်လှုပ်သွားခဲ့တယ်။သူမရဲ့ခန္ဓာကိုယ်ပေါ်မှာသွေးတွေကိုမြင်လိုက်ရလို့ပါ။ဒါဟာကုမရနိုင်တဲ့ယောဂဆိုတစ်ခုလို့ထင်မှတ်ပြီးသူမဟာဖခင်ဖြစ်သူစီကိုအကူအညီတောင်းဖို့အပြေးလွှားသွားခဲ့ပါတယ်။ဖခင်ဖြစ်သူဟာသူမရဲ့ခြေထောက်ပေါ်ကသွေးတွေကိုမြင်တဲ့အခါမှာတော့စိုးရိမ်ပူပန်ခြင်းမရှိပါဘူး။သူဟာလောကဇောတက်ပြီးကြောက်မက်ဖွယ်ကောင်းတဲ့အပြုံးမျိုးနဲ့ပြုံးနေခဲ့ပါတယ်။သူ့အတွက်တော့ဒါဟာသူမနောက်ဆုံးမှအရွယ်ရောက်လာပြီဆိုတဲ့သက်သေပါပဲ။မိသားစုသွေးမျိုးဆက်ကိုဆက်ခံရမယ့်အချိန်ဟာရောက်ရှိလို့လာပါပြီ။သူဟာမိန်းကလေးကိုလှည့်ဖြားပြီးထူးဆန်းတဲ့အရေးတစ်မျိုးကိုတိုက်ကျွေးကမှောင်မဲပြီးဖုံးကွယ်ထားတဲ့အခန်းတစ်ခုတည်းကိုဆွဲခေါ်သွားခဲ့ပါတယ်။အဲ့ဒီအခန်းထဲမှာသူမနဲ့တပုံစံတည်းတူတဲ့အမျိုးသမီးတစ်ယောက်ရဲ့ပုံတူပကြီးကားကိုသူမတွေ့လိုက်ရတယ်။ဒါဟာသူမမွေးဖွားရနေရဖြစ်တယ်လို့ဖခင်ဖြစ်သူကပြောပြခဲ့ပါတယ်။ပကြီးကားထဲကအမျိုးသမီးဟာဖခင်ဖြစ်သူရဲ့ညီမအရင်ဖြစ်တယ်လို့မိန်းကလေးရဲ့မိခင်လည်းဖြစ်နေပါတယ်။မိန်းကလေးကအတနာခံဖို့မပြေနိုင်ခင်မှာပဲဖခင်ဖြစ်သူကသူမကိုကရင်ပေါ်မှာချီနှောင်လိုက်ပါတယ်။ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း200ကဇလန်တစ်ပုဒ်ကိုသူစတင်ပြောပြပါတော့တယ်။အဲ့ဒီတုန်းကဘာယွန်တယောက်ဟာရွာသားတွေကိုစံတက်ချက်တွေမှာအသုံးပြုပြီးသူ့ရဲ့ညီမဖြစ်သူကိုကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။အပြစ်မဲ့ပြည်သူအမြောက်များဟာပျောက်ဆုံးသွားခဲ့ပြီးသူတို့ကိုပြန်တွေ့တဲ့အခါမှာတော့ခန္ဓာကိုယ်တွေကရေတက်တွေအကုန်စင်ထုတ်ယူခံထားရပြီးခြောက်ကပ်နေတဲ့မမ်မီရုပ်ကျွန်းတွေဖြစ်နေပါတော့တယ်။ဒီရက်စက်ကြမ်းကြုတ်မှုတွေကြောင့်ပဲလူထုအုံကြွမှုကြီးဖြစ်ပွားခဲ့ရတာပါ။